Hello မင်္ဂလာပါဒီနေ့ကတော့အရသာရှိတဲ့ဟီလီယမ်နှမျိုးချက်ပါမယ်ဘလော့လေးကိုအဆုံးထိကြည့်သွားရအောင်နော်အဲ့တော့ဝက်သားလေးကိုအရင်ဦးဆုံးကိုလိုချင်တဲ့ site ကိုလီးဖြတ်ထားပါမယ်အခုချက်မှာတော့ဝက်သားကြော်မှာပေါ့နော်ဒါပထမဦးဆုံးဟီလီယမ်ဖြစ်ပါတယ်အဲ့တော့ဝက်သားကိုအရင်ဆုံးအရသာလေးနှက်ပြီးတော့မှ9မိနစ်လောက်နှက်ထားပြီးတာနဲ့စီပူပူလေးထဲမှာအရင်ဆုံးစီကိုပူအောင်လုပ်ပြီးတော့မှဝက်သားကိုထည့်ကြော်ပါမယ်စီပူနေတဲ့အချိန်မှာတော့မီးကိုနည်းနည်းလျှော့ပါမယ်မီးအေးလေးနဲ့ကိုလိုချင်တဲ့အနေထားဒီပေါ့နော်ဝက်သားကိုကြော်မှာပဲဖြစ်ပါတယ်ဝက်ကပေါင်သားဆိုတဲ့အခါကျတော့သူကအသားကြီးပဲပေါ့နော်အဲ့တော့သူမှာအခောက်နဲ့အသားပဲပါတဲ့အတွက်ကြောင့်မလို့ချက်စားရတာလည်းအရင်အဆင်ပြေတယ်ပြီးရဲ့အခါမှာတခြားအသားတွေလိုမျိုးလည်းမမဘူးပေါ့နော်ဒီဝက်ကနည်းနည်းတော့နူးညံ့တယ်ဆိုတော့အကြာကြီးလည်းချက်စရာလည်းမလိုဘူးအကြာကြီးလည်းကြော်စရာပြင်ပန်းမခံစရာမလိုလောက်တဲ့အထီကိုကောင်းတဲ့အသားပေါ့နော်လို့ပြောရမှာပေါ့နော်ကဲအဲ့တော့ကြော်ပြီးသွားပါပြီရှင်အရသာရှိရဲ့ဝက်သားကြော်လေးဝက်သားပေါင်ကြော်လေးပေါ့နော်ရပါပြီရှင်ပြီးရဲ့အခါမှာတော့နောက်ထပ်တစ်မျိုးကိုထပ်ချက်ပါမယ်အဲ့တော့ဝက်သားလေးတွေကိုမထူမပါလေးတွေကိုစိုက်စုံမျိုးစုံနီးလိုက်ပါတယ်ပြီးရဲ့အချိန်မှာတော့အရသာမှုလေးနဲ့နေထားပြီးအရွက်ကလေးနဲ့ထည့်ကြော်မှာဖြစ်ပါတယ်ထည့်ကြော်ရဲဆိုမဲ့ထည့်ကြော်ချက်ပုံစံလည်းဖြစ်သွားမှာပေါ့နော်ဘယ်လိုခေါ်လဲတော့ကျွန်မလည်းမသိပါဘူးစိတ်ကူးရှိတဲ့အတိုင်းချက်လိုက်တာဖြစ်ပါတယ်ရှင်အဲ့ဒီထဲမှာတော့ဥနီပါမယ်မူလာဥဖြူပါမယ်ကလပ်ဆိုင်ပါမှာဖြစ်ပါတယ်ပြီးရကကျွန်မခြံမှာစိုက်ထားတဲ့ကြက်တွန်မိတ်ကလေးလည်းနုံနုံလေးထားတယ်အစာပလာအတွက်ကြက်တွန်နီကြက်တွန်ဖြူကြက်တွန်မိတ်ပြင်ဆင်ထားတာဖြစ်ပါတယ်ကြက်တွန်မိတ်ကိုတော့နောက်ဆုံးမှထည့်ပါမယ်အဲ့တော့စီလေးလည်းပူလာပြီဆိုတဲ့အခါမှာရုပ်ချောလေးနဲ့ကြော်ပြပါပြီအတဲတဲဝက်သားတွေအည်ထွက်အောင်ကြော်မှာဖြစ်ပါတယ်ဗီဒီယိုကလစ်လေးတော့အချိန်ကြာမှာဆိုလို့နည်းနည်းမြင်လေးကြော်လိုက်တယ်ပေါ့နော်ရှုံဆိုပြီးတော့မှအရှိလန်းနောက်လန်းလိုက်နဲ့ကြော်လိုက်ပါတယ်အဲ့တော့အရသာတော့ထည့်ထားပြီးပြီတို့ပေမဲ့အရသာလိုသေးတယ်ဆိုရင်တော့ထပ်ထည့်လို့ရပါတယ်ရှင်အဲ့တော့ကိုကြိုက်တာလေးထည့်လို့ရတယ်ပေါ့နော်ကျွန်မကတော့ဒီထဲမှာစားအချုံမုတ်ဘဲငံပြာရီပြီးရခါမှာတော့ဒီတိုင်းပဲစနုံးမုတ်ထည့်နေထားပါပေါ့နော်ပြီးတော့ကချင်အမွေးကြိုင်မဂရန်ကိုလည်းနည်းနည်းထည့်လိုက်တယ်အဲ့မဂရန်နေရာမှာတရုတ်အမွေးကြိုင်ရှောက်ကောက်ပကောတွေလည်းထည့်လို့ရနိုင်တယ်လို့မဆလာတွေလည်းထည့်လို့ရတယ်အိမ်မှာလွယ်ကူတာမို့လို့ပေါ့နော်လောက်စားကြည့်ပါကျမတို့အရသာနည်းနည်းလို့ဖဲငပြန်ကြီးလေးနည်းနည်းထပ်ထည့်လိုက်ပါတယ်ရှင်ပြီးရဲ့နောက်မှာတော့ချက်တူနီထည့်မွေတယ်ပြီးရဲ့နောက်မှာတော့နေတော်လေးရပြီဆိုရင်အရွက်တွေထည့်တယ်အရွက်တွေထည့်ပြီးတော့မှအဲ့တော့အရွက်ရဲ့အရည်လေးတွေလည်းစစ်ထားတယ်ဆိုပေမဲ့လို့လေသူ့အရည်လေးတွေနည်းနည်းအဲ့လိုကြံနေတဲ့အရည်လေးတွေလည်းတခါတည်းပဲအရည်လေးတွေ6တွားအောင်နည်းနည်း6ကလေးဖြစ်သွားတဲ့အထိကြော်ပြီးတဲ့တကာလမှာကတော့ကျွန်မအဲ့ထဲမှာထူးခြားတဲ့ဟာလေးပါလဲဆိုတော့လေအစွန်6လေးလည်းနည်းနည်းထည့်ထားပါတယ်အနက်မူရောက်လို့ပါအရသာလည်းရှိတာပေါ့နော်အစွန်6လေးထည့်ထားလိုက်တော့နည်းနည်းလေးတွယ်လေးလိုမျိုးပုံစံလေးဖြစ်သွားစေပါတယ်ပြီးရခါမှာတော့ကျွန်မလီးထားတဲ့ကြက်သွန်မိတ်ကလေးကိုထည့်လိုက်ပါတယ်ရှင်ပြီးရဲ့ချိန်မှာတော့အိမ်မှာတကူကူလိုပဲတကယ်တမ်းတော့မြူတီ6ကိုမှအချောင်းလိုက်ထည့်ချင်တာ6မရှိတဲ့အတွက်ကြောင့်မြူတီ6အမုံကလေးကိုပဲထည့်ပြီးတော့မှအဲ့လိုပဲကြော်လိုက်ပါတယ်အဲ့တော့ကိုချစ်တဲ့သူတွေကိုအဲ့လိုလှုပ်ကြွေးကြည့်ပါအရင်အရသာရှိရဖြစ်ပါတယ်စားတဲ့သူကလည်းစားပြီးရင်စားချင်နေရောပဲပေါ့နော်အဲ့လိုထီမီကွီအရသာလေးရှိပြီးတော့ထမင်းစားမိန်စီဖို့အခုလိုမျိုးလေးပဲကြော်လိုက်ပါလို့ပြောချင်ပါတယ်ဒီဘလော့လေးအဆုံးထိကြည့်ပြတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဘလော့မှာပြန်ပြီးတွေ့ကြပါမယ် God bless you အိမ်မှာလှုပ်ရှားကြည့်ပါနော်